A တိတသမငါသောမြလီ1016 7နာရီ19မိနစ်သောမြလီ1016 4နာရီ30မိနစ် UTC AS E 30သမသောမြကီလိုမီတာ30သမသောတစ်ကို98သမ136လင်းခေခရိုင်ရှမ်းပြည်နယ်14ကီလိုမီတာ14သမ9လင်းခေခရိုင်ရှမ်းပြည်နယ်33ကီလိုမီတာ10သမ5မွန်နယ်နတ်ဆာခရိုင်ရှမ်းပြည်နယ်34ကီလိုမီတာ17သမ1E